လေးဘာသာကုန်တူးရှင်ဖြစ်ပေမဲ့ကျောင်းစီအတွက်အားမလျှော့ပဲ delivery rider လုပ်နေတဲ့မင်းမင်းကြီးတွဲစာမေးပွဲကအောင်ဖို့တောင်မလွယ်ပေမဲ့ကျောင်းသားလေးမင်းမင်းကတော့လေးဘာသာကုန်တူးရခဲ့ပါတယ်။ကုန်တူးလေးခုပါတာကြောင့်ပျော်သိမ့်ပေမဲ့မင်းမင်းကတော့ကျောင်းတက်ဖို့အတွက်ဘယ်လိုစူးစမ်းရမလဲတွေးပြီးတော့ဝမ်းနေခဲ့ရတာပါ။ထူးထူးချွန်ချွန်အောင်မြင်ခဲ့ပေမဲ့ရှေ့ဆက်ရမယ့်တက္ကသိုလ်ပညာရေးအတွက်ကုန်ကျစရိတ်တွေကိုတွေးပြီးတော့ပူပန်တော့ကရောက်ခဲ့ရကြောင်းအခုဆိုရင်တော့ delivery rider လုပ်ပြီးတော့ကျောင်းစရိတ်ကိုရှာဖွေနေပါတယ်။မင်းမင်းကမိဘနှစ်ပါးရဲ့အပြည့်အဝဆောင်ရှားမှုကိုမရရှိခဲ့ပေအသက်2နှစ်အရွယ်ကလေးကမိခင်ဖြစ်သူကအဆုံးပါသွားခဲ့တာပါဖခင်ဖြစ်သူကလည်းအဝေးမှာနေထိုင်တာဖြစ်တဲ့အတွက်ကလေးဘဝကလေးကအတော်ဖြစ်သူကပဲအရေးတကြီးကြီးနဲ့ပြည့်စုံပြောထောင်ပေးခဲ့ရပါတယ်မင်းမင်းကိုပြုစုပြောထောင်ပေးခဲ့တဲ့ကျေးဇူးရှင်အတော်ဖြစ်သူကလည်းအသက်အရွယ်ကြီးရင်လာခဲ့ပြီဖြစ်လို့တူဖြစ်သူကလေးဘာသာဂုံတူးနဲ့အောင်မြင်ခဲ့ပြီးတော့ရေချောင်းတက္ကသိုလ်တက်ချင်နေဆိုတဲ့ကြီးမားတဲ့အိမ်မက်တွေရှိနေပေမဲ့အတော်ဖြစ်သူမှာတော့တက္ကသိုလ်ဆက်ထားပေးနိုင်လောက်တဲ့ငွေကြေးအင်အားမရှိတော့ပါဘူးမင်းမင်းတက်ချင်တဲ့ရေချောင်းတက္ကသိုလ်ကကုန်ကျစရိတ်ကြီးမားတဲ့အကြောင်းတစ်ကြောင်းဖြစ်နေပါတယ်မင်းမင်းဟာလောကဒဏ်ကိုလုံးဝလက်မြောက်အရှုံးမပေးရကြောင်းကျောင်းစရိတ်မရှိလို့စိတ်ဓာတ်မကျပဲရေချောင်းတက္ကသိုလ်တက်ဖို့အတွက်လိုအပ်တဲ့ကျောင်းစရိတ်ကိုရှောက်ပေးဖို့ delivery အလုပ်ကိုလုပ်ကိုင်ရင်းနဲ့ပတ်စံစုနေခဲ့တာပါပညာရေးမှာဒီလောက်ထူးချွန်တဲ့လူငယ်လေးတယောက်ကကိုယ့်ရဲ့ရည်မှန်းချက်အတွက်ရိုးရိုးသားသားစ조사နေတာကလေးစားစရာပါမိဘမြတ်တာနဲ့ဝေးကွာခဲ့ရပြီးတော့ငွေကြေးခက်ခဲတွေရှိနေပေမဲ့အိမ်မက်အတွက်လမ်းမပေါ်မှာ delivery ပို့ရင်းနဲ့မစုံမနစ်စ조사နေတဲ့မင်းမင်းလိုចောင်းသားလေးတွေကိုဘယ်လိုထောက်ပံ့ကူညီသင့်တယ်လို့ထင်လဲဆိုတာဆွေးနွေးပေးခဲ့ပါဦးရှင်